စိမ်းလေဆွဲနဲ့ကြွားနေတဲ့ဝင်းမုံရွှေကိုမြန်မာနိုင်ငံကိုဝယ်နိုင်တဲ့ဘဏ်ကတ်နဲ့ခြေပြလိုက်တဲ့တထေးမကြီးစမိုင်းအမေရိကန်နိုင်ငံကတထေးမကြီးစမိုင်းကတော့တာမန်လူတွေဘလို့မှမလုပ်နိုင်တဲ့အလုပ်တွေကိုတနေ့တစ်မျိုးမရိုးရအောင်လုပ်ပြနေပါတယ်။အခုလည်းမြန်မာနိုင်ငံမှာကြွားနေကြတဲ့ဝင်းမုံရွှေနဲ့တခြားသောဆယ်လီတွေကိုမြန်မာနိုင်ငံလုံးကိုဝယ်လိုက်လို့ရတဲ့ပမာဏကိုချပြလိုက်ပါတယ်။ဟိုတလောကဆိုရင်စမိုင်းတယောက်ရေးစိမ်မမားခောက်ဆွဲကိုရွှေချပြီးတော့စားပြခဲ့ပါတယ်။ဒီမတိုင်ခင်မှာလဲတတိမကြီးစမိုင်းကငှက်ပြောသီးကိုရွှေချစားတာကြက်ကြော်ကိုရွှေချစားတာအပါဝင်သူစားသမျှအရာအလုံးကိုရွှေချပြီးတော့စားပြနေပါတယ်။ဒါကြောင့်လဲလူတွေကစိတ်အချင်ပေါက်ပေါက်နဲ့ဘာဆဆရွှေချပြီးတော့စားနေတဲ့စမိုင်းတယောက်အိမ်သာတက်ရင်ရွှေအီးတွေပေါမလားဆိုပြီးတော့စားနောက်နေကြပါတယ်။အခုလဲစမိုင်းတယောက်မြန်မာနိုင်ငံလုံးကိုဝယ်နိုင်တဲ့ဘဏ်ကတ်ကိုချပြလာပါတယ်။စမိုင်းကအခုချိန်မှာတော့ Premier Express Centurion Black Card PEC Black Card လို့ခေါ်တဲ့ဘဏ်ကတ်ကိုထုတ်ကြွားလိုက်ပါတယ်။အမေရိကန်နိုင်ငံမှာလူတိုင်းနေပါ credit ဘဏ်ကတ်သုံးကြတယ်ဆိုပေမဲ့ဒီလိုအနှံ့ရောင်ဘဏ်ကတ်ကိုတော့ကြီးတက်ချမ်းသာတဲ့ဘီလီယံနာတထေးကြီးတွေပဲကိုင်ဆောင်ခွင့်ရှိတာဖြစ်ပါတယ်။အခုခါမှာတော့စမိုင်းကသူ့မှာအဲ့ဒီလိုဘဏ်ကတ်ရှိကြောင်းထုတ်ကြွားလိုက်ပါတယ်။တချို့သောမှတ်တမ်းတွေအရတော့အဲ့ဒီလိုမျိုး VIP ဘဏ်ကတ်ရှိသူတွေရဲ့ကျွဲဝချမ်းသာမှုကအမေရိကန်ဒေါ်လာဘီလီယံနဲ့ချီပြီးတော့ချမ်းသာကျွဲဝတယ်လို့သိရပါတယ်။ဒါကြောင့်စမိုင်းကမြန်မာနိုင်ငံလုံးကိုအိတ်ထဲကောက်ထဲလို့ရတဲ့အထိချမ်းသာကြွယ်ဝနေကြောင်းလူတွေကသိသွားခဲ့ကြပါတယ်။ဒီကတ်ကိုကင်ဆောင်ခွင့်ရတဲ့သူအရေအတွက်ကအမေရိကန်နိုင်ငံတစ်ခုလုံးမှာတောင်လူဦးရေ2000ကနေ9000အတွင်းရှိရလို့စစ်တမ်းတွေကဖော်ပြထားပါတယ်။အထူးသဖြင့်မြန်မာနိုင်ငံကတထေးတွေအနုပညာရှင်တွေကသူတို့ရဲ့ပိုင်ဆိုင်မှုကိုကြွားပြီးတော့ဖုံထနေချိန်မှာအမေရိကန်နိုင်ငံကတထေးမကြီးစမိုင်းကလည်းတကွက်ပြလိုက်တာဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းအခုချိန်မှာဝင်းမုံရွှေက3သိန်းကျော်ကြောက်စိမ့်လေဆွဲလိုက်တာဝင်းမုံရွှေရဲ့ခင်မွန်းတဲ့ကိုနိုင်ဖြိုးကျော်ကဘလို့ချမ်းသာကြွယ်ဝတာနော်ဖိုင်ရထားရဲ့ချစ်သူကိုထက်ခိုင်ဝင်းကဘလို့စီးပွားရေးလုပ်ငန်းတွေလုပ်တာစသဖြင့်အင်တာနက်ပေါ်မှာသတင်းတွေပြန့်နှံ့နေရဖြစ်ပါတယ်။ဒါအပြင်ဘယ်မင်းသမီးကဘလို့ရတနာတွေကိုဝစ်စင်တာဘယ်မင်းသမီးက3000တန်ကားကိုဝယ်လိုက်တာစသဖြင့်သတင်းတွေကပြန့်နှံ့နေပါတယ်။ဒီလိုဖုံထနေတဲ့မြန်မာပြည်ကဆယ်လီတွေကိုစမိုင်းကနေတို့9လောက်ချမ်းသာသလားဆိုပြီးတော့တကွက်ပြလိုက်တယ်ဆိုရင်လည်းမမှားပါဘူး။ဒါကြောင့်တချို့ကစမိုင်းတယောက်ဘာတွေလုပ်ပြီးချမ်းသာတယ်လဲသိချင်နေကြပါတယ်။တနေ့တထေးမကြီးစမိုင်းကမြန်မာပြည်ကိုဝယ်လို့ရတဲ့အထိချမ်းသာပေမဲ့လည်းဘာစီးပွားရေးမှမလုပ်ဘာကိုမှမလုပ်ပဲဟိုတီတီရှောင်မသွားပဲနဲ့အိမ်ထဲမှာပဲလှည့်ပတ်ပြီးတော့တစ်တော်ရိုက်ကပိုင်ဆိုင်သမျှတွေကိုကြွားနေရပါဒါကြောင့်လူတွေကတထေးမကြီးစမိုင်းအိမ်ထဲမှာနေကျဲကျုပ်ကြနေသလားမေးရအောင်ပါပဲစမိုင်းကအိမ်ထဲမှာတစ်တော်ရိုက်ရင်နဲ့သူ့ရဲ့ဈေးကြီးတဲ့အဝေးအစားတွေရတနာပစ္စည်းတွေကိုကြွားပြလိုက်ဟိုဟာစားပြလိုက်ဒီဟာစားပြလိုက်နဲ့လုပ်နေရပါဒါကြောင့်လည်းလူတွေကစမိုင်းကိုတော်တော်လေးမျက်စိနှောက်နေကြပါတယ်ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောဘာလုံးမှမလုပ်ဘဲနဲ့မြန်မာနိုင်ငံကိုဝယ်နိုင်တဲ့အထိချမ်းသာကြွယ်ဝနေတဲ့စမိုင်းပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်